အားလုံးပဲမင်္ဂလာပါကျွန်မကတော့ဒီ Going Education ကတော့ဝန်ရဆိုဖြစ်ပါတယ်ဒီနေ့မှာတော့စင်ကာပူနိုင်ငံမှာရှိတဲ့ SIN Singapore Institute of Management ကနေပြီးတော့ AI နဲ့ပတ်သက်တဲ့ပွဲလေးကိုဖိတ်ခေါ်ထားတဲ့အတွက်ကြောင့်တော့တက်ရောက်ဖြစ်ခဲ့ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတွေအတွက်ဒီ SIN ကနေပြီးတော့ပေးအပ်နေတဲ့ဒီ scholarship တရားရတိုင်းတော့90ရာခိုင်နှုန်းအပြင်ကိုကျောင်းရဲ့ campus facility နဲ့ကျောင်းသားကျောင်းသူတွေတက်ရောက်မယ်ဆိုလို့ရှိရင်ဝေခွင့်လိုအပ်ချက်တွေပါတယ်လိုအပ်တဲ့ဆိုတဲ့ဥစ္စာမျိုးတွေကိုပြန်လည်ပြီးတော့မျှဝေသွားပေးမှာဖြစ်ပါတယ်ရှင်SIN မှာတက်ရောက်ကြတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကို SIN ကနေပြီးတော့ဒီစာသင်ကြားခြင်းအပြင်ကိုကျောင်းသားကျောင်းသူတွေအတွက်ကို student club ပေါင်းများစွာဖွဲ့စည်းထားပါတယ်။ထို့ထဲမှာအားကစားဝါသနာပါတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ဆိုလို့ရှိရင်လည်း sport facility ပါတဲ့တောင်တက်တဲ့ basketball ကစားခြင်းတွေနောက်တစ်ခါကျ tennis ရဲ့ဥစ္စာတွေတို့အပြင်ကိုတခြားသော social club တွေများစွာဖွင့်လှစ်ထားတဲ့အတွက်ကြောင့်မို့ကိုသက်ဆိုင်ရာကိုဝါသနာပါရာကိုစာသင်ကြားခြင်းအပြင်ကိုဆက်လက်ပြီးတော့လေ့လာနိုင်တဲ့ activities တွေကိုလည်းရယူနိုင်ပါတယ်ဆိုတာလေးကိုကောင်းပါတယ်ရှင်။နောက်ထပ်သတင်းကောင်းတစ်ခုကတော့ဒါ Singapore Institute of Management ကနေပြီးတော့20နှစ်တိုင်းကိုပေးအပ်နေတဲ့ scholarship ပညာသင်ဆုတွေအကြောင်းဖြစ်ပါတယ်။ဒီပညာသင်ဆုတွေအတွက်ကိုလက်ရှိမြန်မာပြည်10တန်းစနစ်ဟောင်းစနစ်သစ် IGCSE GED လက်ရှိပြမြောက်ထားတဲ့ကျောင်းသားကျောင်းသူတွေတက္ကသိုလ်တက်လက်စာကျောင်းသားကျောင်းသူတွေဒီပညာရေးချင်းနောက်ခံပုံမှုတည်ပြီးတော့ SIN ကနေပြီးတော့100ရာခိုင်နှုန်း50ရာခိုင်နှုန်း scholarship တွေလည်းပေးအပ်နေတဲ့အတွက်ကြောင့်မို့လို့ဒါကျောင်းသားကျောင်းသူတွေကမိမိတို့ရဲ့ပြမြောက်ထားတဲ့ဒီရလက်တွေပေါ်မှုတည်ပြီးတော့ဒီ scholarship ပညာသင်ဆုများကိုရှောက်ထားရယူနိုင်ပါတယ်ဆိုတဲ့သတင်းကောင်းလည်းပြရပါတယ်နောက်တစ်ချက်အနေနဲ့ကတော့စင်ကာပူလိုမျိုး safe and high quality education နိုင်ငံတစ်ခုမှာ ranking နဲ့ဒီ UK, US, Australia University ရဲ့ဘွဲ့ဒီဂရီတွေကိုကုန်ကျစရိတ်သက်သာစွာဖြင့်ကျောင်းသားကျောင်းသူတွေကိုရွေးချယ်တက်ရောက်နိုင်တဲ့အခြေအနေတွေအပြင်ကိုပညာသင်ဆုများကိုလည်းပေးအပ်နေတဲ့ SIN ရဲ့ဒီအနည်းဆုံး intake တွေဖြစ်တဲ့ April intake တွေကနေစပြီးတော့ကျောင်းသားကျောင်းသူတွေတက်ရောက်နိုင်ပါတယ်ရှင်လက်ရှိမြန်မာပြည်10တန်းစနစ်အဟောင်းစနစ်အသစ်IGCSE GED တက္ကသိုလ်တက်လက်စာပထမနှစ်ဒုတိယနှစ်ကျောင်းသားကျောင်းသူတွေ Higher National Diploma ပြီးထားတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ဆိုလို့ရှိရင်လည်းဒါ SIN ကနေပြီးတော့သက်ဆိုင်ရာ level အလိုက်တွေကိုဆက်လက်ပြီးတော့တက်ရောက်နိုင်ပါတယ်ရှောက်ထားတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ Going Education ရဲ့ဒီ Facebook page, Viber phone number တွေကနေတစ်ဆင့် appointment များကိုရယူပြီးတော့ one to one ဆွေးနွေးဖို့ရအတွက်ဖိတ်ခေါ်ပါတယ်ရှင်